မဘိုးထင်အိမ်ပေါ်မှာရေနံစီမီးခွက်နဲ့တက်သားမီးချစ်ကိုယူလိုက်တယ်။အဲဒီနောက်မှန်မီးရင်လေးတွေကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးလက်မှာဆွဲကမီးပိုချောင်းထဲကိုဝင်လိုက်တယ်။အဲဒီနောက်မှန်ရင်ကိုခဏဘေးကိုချထားလိုက်ပြီးတော့စစ်သုံးဟန်ကောဂျိုင်ထဲကိုထမင်းနဲ့အမဲသားဟင်းများကိုရောထည့်လိုက်ပြီးအဲဒီဂျိုင်လေးကိုလွယ်အိတ်ထဲထည့်ပြီးတော့မီးအိမ်ကိုကောက်ကင်ကအိမ်ပြင်ကိုထွက်သွားပါတော့တယ်။မဘိုးထင်ထောင်ထားတဲ့ကပ်ပြီးများကိုတေချာစစ်ဆေးလိုက်ပြီးတဲ့နောက်အပင်ပင်အောက်မှာဝင်ပြီးအိတ်လိုက်လေတယ်။ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီ။မိုးကဆွတ်ဆွတ်ချုပ်နေပြီဖြစ်တော့တယ်။ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရာအတော်ပင်စိတ်ပြတ်နေမိလေတယ်။လေကလည်းမတိုက်ခြုံထဲမှာလည်းဖြစ်နေတာကြောင့်လေမတိုက်သည်လည်းဖြစ်နိုင်သည်။ထို့နောက်မဘိုးထင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းရိုက်ထည့်ထားတဲ့လွယ်လေးကိုလွယ်လို့တင်းချိုင်းကုန်းဘက်ကိုထွက်သွားလေပါတော့တယ်။မဘိုးထင်ကသူထိုင်နေကြအုတ်ကူဟောင်းကြီးပေါ်ကိုတက်ထိုင်နေလိုက်တယ်။လာရောင်နဲ့ကြဲရောင်ရဲ့အလင်းရောင်တဲ့တဲ့လေးရနေတာမဟုတ်လို့မီးအိမ်ထဲမှာရေနံစီမီးခွက်ကိုမှုတ်လိုက်လေတယ်။အဲဒီနောက်ဘိုက်ကစားလာပြီးဖြစ်တာကြောင့်ထမင်းချိုင်ကိုထုတ်ပြီးအုတ်ကူပေါ်တင်ပြီးတော့ဖွင့်လိုက်တယ်။အမဲသားရနန်းကတင်းသွားချိန်တင်းချိုင်ထဲမှာအပင်တချို့ကလေမတိုင်ပဲလှုပ်ရှားသွားလေတော့တယ်။အဲဒီရာကိုသတိထားမိတဲ့ဘိုးထင်ကလှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ်။ငါတယောက်စားတော့နိုင်တော့မကြွေးနိုင်ဘူး။စားချိန်ငါ့ကိုသာကြိုက်စားတော့သေလဲအေးတာပဲ။မောင်ဘိုးထင်ရဲ့စကားဆုံးချိန်မှာအပင်များလှုပ်နေရမှငြိမ်သွားလေတော့တယ်။အဲဒီကမောင်ဘိုးထင်ဟာဂျိုင်ထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးတော့စားနေချိန်သူထိုင်နေတဲ့အုတ်ကူနဲ့မလန့်မကန့်ပါအရှိတ်တစ်ခုပေါ်လာလေတယ်။အဲဒီနောက်အုတ်ကူရှိမှမတ်တက်ရက်နေတဲ့လူတယောက်ပေါ်လာလေတော့တယ်။စုပ်ပြတ်နေတဲ့အဝတ်စားနဲ့ဖြူဖတ်နေတဲ့မျက်နှာမှာမျက်လုံးနေရာကလည်းဟောက်ပဲဖြစ်နေတယ်။အဲဒီလူက6ကတ်နေတဲ့အတန်နဲ့မောင်ဘိုးထင်ကိုစကားဆိုလာလေတယ်။ကောင်လေးငါအုတ်ကူပေါ်ထိုင်စားနေပြီငါ့ကိုမကြွေးဘူးလား။အဲဒီတန်ကြောင့်မောင်ဘိုးထင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်။အကြီးတန်းသောထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာတန်းသိလိုက်တယ်